ဒေါက်တာဆဆာကဒီ CRPH ရဲ့ဒီကမ္ဘာကုလသမဂ္ဂဆိုင်ရာအထူးတန်တမန်ဖြစ်ခန့်ထားရတာပေါ့နော်ဆိုတော့ဒီမနေ့ကUN Human Rights Council အစည်းအဝေးမှာလည်းတွားတက်တယ်လို့ကြားရတယ်အခုထိဒေါက်တာဆဆာရဲ့အခန့်ကဏ္ဍဘေကဏ္ဍကလည်းအဓိကဒေါက်တာဆဆာကတွားနေလေပြင်ဒီအဓိကအခုထိပါဒီအဓိကနိုင်ငံတကာကိုတွားပြီးတော့ပေါ့နော်လုပ်နေလေဆိုတာလေးပြန်ပြုတ်ပေးပါဦးหน่วยบาลาชีใน2020မှာမြန်မာပြည်သူလူထုကြီးကနော်ဒီတို့ရွေးကောက်တည်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပါတယ်ဒီမိုကရေစီစာချေစာနှုတ်နဲ့ညီတဲ့ရွေးကောက်တည်မြောက်ထားမြန်မာပြည်သူလူထုကမြန်မာပြည်သူလူထုအတွက်ရွေးကောက်ထားတဲ့လူတွေရှိပါတယ်သူတို့ကหน่วยบาลาชีใน2020မှာရွေးကောက်ပြီးသားဖြစ်ပါတယ်ဂျာရွေးကောက်ပွဲလည်းမလို့တော့ပါဘူးဒါဟာ BBC Observer တွေလည်းတရားမျှတတယ်လို့ free and fair ပြောပြီးနော်ကဘာဟာလည်းဒီရွေးကောက်ပွဲဇာလာကိုလက်ခံပြီးမြန်မာပြည်သူလူထုအားလုံးဟာလည်းရွေးကောက်ပွဲဇာလာကိုလက်ခံပြီးဆိုတော့နဘာတိအနေနဲ့အဲ့ဒီမှာရွေးကောက်တည်မြောက်ခါတဲ့လွှတ်တော်ကိုကျော်ပြည်ထောင်စုလွှတ်တော်ကိုဆိုလေ400ကျော်ကနေပြီးတော့အခု CRPH ကိုဖွဲ့ခိုင်းတယ်သူတို့ရဲ့မေဒိတ်နဲ့ဆိုတော့ကျွန်တော်မှာ CRPH ကမြန်မာနိုင်ငံအတွက်ကိုစားပြုဖို့အတွက်ခန့်ထားတယ်ဆိုတော့ကျွန်တော်မှာမြန်မာပြည်သူလူထုအားလုံးကိုစားပြုဖို့သူတို့အားလုံးရဲ့အတန်ကိုကျွန်တော်ကနိုင်ငံတကာကိုကြားအောင်ပြောဖို့ကကျွန်တော်ရဲ့တာဝန်ပါအဲ့ဒီတာဝန်ကိုတော့ကျွန်တော်ပြဒီဇိုင်းမှကျွန်တော်လုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်1အချက်အနေနဲ့ကတော့အပြည်ပြည်ဆိုင်ရာနဲ့အထူးသဖြင့်ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့အခုကျွန်တော်အမေရိကန်နိုင်ငံတို့ဥရောပတိုင်းနဲ့ဗြိတိရှနိုင်ငံနဲ့ဗြိတိရှဆိုရပေါ့နော်အခုကျွန်တော် IDEA ဆိုရင်လည်းမြန်မာနိုင်ငံရဲ့ initiative ဖြစ်တယ်လို့ဒီမိုကရေစီနိုင်ငံလည်းဖြစ်နေပြီးတော့ဂျပန်တို့ South Korea တို့လို့အဲ့လို democratic နိုင်ငံတွေအားလုံးကိုကျွန်တော်ဟာဆွဲဆောင်သွားဖို့ရည်ရှိပါတယ်နံပါတ်1သူတို့က2008နွေဘာလရှိရဲ့2020မှာလှုပ်ထားတဲ့ရွေးကောက်ပွဲဇာလာကိုသူတို့ကအဲ့ဒါကိုအတိမပြုဖို့ဖြစ်ပါတယ်ဒါလည်းအတိမပြုပြတာဖြစ်နေနံပါတ်2အနေနဲ့ကျွန်တော်တို့ဟာအခုဆိုရင်တော့ယာယီအစိုးရကိုကျွန်တော်တို့ချက်ချင်းဖွဲ့လာပါလိမ့်မယ်အဲ့ဒီယာယီအစိုးရကကျွန်တော်တို့မြန်မာနိုင်ငံယာယီအစိုးရကိုဖွဲ့ပြီးတော့အဲ့ဒီယာယီအစိုးရနာမည်နဲ့တကဘာလုံးကနေပြီးတော့ဒီလက်တဆုပ်စာစီကောင်စီတရားမဝင်အဖွဲ့အစည်းကိုဖွဲ့ပြီးတော့အဲ့လိုနဲ့လူထုကိုနှိမ့်ဆက်ညှိပတ်နှိမ့်ဆက်နေတဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းဖြစ်လာတဲ့ပုံကိုယ်တွေကိုကျွန်တော်ဟာပါလိမ့်မယ်ဒါတော့ကျွန်တော်မြန်မာနိုင်ငံယာယီမီနဲ့ကိုကကျွန်တော်ဟာလူချွေးကောင်စီကိုတက်မယ်ကျွန်တော်ဟာဒီ ICC ကိုတက်အဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကရွေးကောက်တည်မြောက်ထားတဲ့အစိုးရနာမည်နဲ့ကိုကကျွန်တော်ဟာနိုင်ငံကာစာချေစာနှုတ်နဲ့ညီတဲ့အကိုလို့ကိုလို့တော်တော်မှာဖြစ်တယ်အဲ့လိုနဲ့ကျွန်တော်ဟာဒါဒီမကဘူးအခုဒီစီကောင်စီကိုထောက်ခါအားပေးတဲ့သူတွေနဲ့သူတို့ကိုစီးပွားရေးအရာလုပ်နေတဲ့ company တွေ business တွေ lucrative တွေနဲ့ cronies တွေအားလုံးကိုလည်းကျွန်တော်ဟာသူတို့ကိုလက်ပိုက်ကြည့်မှာမဟုတ်တော့ဘူးသူတို့ကိုလည်းနိုင်ငံတကာနေပြီးတော့ဘယ်မှာသူတို့ဘာအကောင့်တွေရှိတယ်လဲသူတို့ဘယ်နေရာမှာဘာတွေရှိတယ်ကျွန်တော်အခုတည်ပြီသူတို့ကဘယ်သူလဲကျွန်တော်အခုတည်ပြီသူတို့ကိုလည်းကျွန်တော်ကတော့အကြီးမဆုံးတော့အရေးယူချိကိုနိုင်ငံတကာနေပြီးတော့သူတို့အပေါ်မှာလုံနိုင်ဖို့ရအတွက်ကျွန်တော်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ထုံနည်းတူပဲမြန်မာနိုင်ငံကိုဒီအင်းချီနိုင်ငံတွေကလောဆယ်လက်နဲ့မရောက်ချဖို့ရအတွက်တော့လုံးဝလက်နဲ့ရောက်ချချိကိုမပြုဖို့ရအတွက်ကျွန်တော်တို့ကအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ထုံနည်းတူပဲအာဆီယံနိုင်ငံတွေကိုလည်းမြန်မာနိုင်ငံကိုခိတခဏနော်ဒီစီကောင်စီကိုအာနာတိတ်စီကောင်စီကိုသူတို့ဗိတ်ဖယ်ပြီးတော့ကျွန်တော်ဖွဲ့စည်းလာမဲ့ဒီပါလေ temporary interim government ကိုအတိမပြုပြီးတော့နိုင်ငံတကာအစိုးရတော်၎င်းနိုင်ငံတကာ body တော်၎င်းသူတို့ကနေပြီးတော့လောဝဒီစီကောင်စီနဲ့ဘာမှမလုပ်တော့ဘဲနဲ့သူတို့ကိုလည်းမပြောတော့ဘဲနဲ့ကျွန်တော်တို့ဖွဲ့လာမဲ့ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ယာယီအစိုးရနဲ့ပဲအကိုလို့လို့တော့ကျွန်တော်ကအစိုးအထိရည်ဆိုင်ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်ဟာလည်းအခုကြည့်လေနေပြီးတော့မှဘယ်သူတို့ရှိတယ်ရာကိုတိုက်အစိုးရမရှိဘူးချီပီနယ်အစိုးရမရှိတော့ကချီပီနယ်အစိုးရမရှိတော့ဆိုတော့ကျွန်တော်ကပထမဆိုရင်တော့ဒီယာယီအစိုးရကိုကျွန်တော်တို့ဖွဲ့မယ်ယာယီအစိုးရဖွဲ့ပြီးမှအဲ့ဒီယာယီအစိုးရပြီးမှကျွန်တော်ချီပီနယ်အစိုးရကိုလည်းကျွန်တော်ကချီပီနယ်ပြည်သူလူထုယာယီအစိုးရကိုဖွဲ့မှာဖြစ်ပါတယ်ထုံနည်းတူပဲကချီပီနယ်ပြည်သူလူထုယာယီအစိုးရကိုဖွဲ့မှာဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်ကပြည်နယ်နဲ့တိုက်ဆိုင်လေးခုအလုပ်ကိုခြုံပြီးတော့ဒါကို
နိုင်ငံတကာဟာလည်းအဲ့ဒီကျွန်တော်ဖွဲ့လာမဲ့အစိုးရကိုတရားမှာတရားထောက်ခါအားပေးအတိမပြုကူညီဖို့ရအတွက်ကျွန်တော်ကအစုပ်အထိဒီဆိုင်တော့မှာဖြစ်ပါတယ်ဒါအင်မတာမှရည်ကြည်တယ်ထုံနည်းတူပဲကျွန်တော်ဟာအခုဆိုရင်ဥပမာချင်းပြည်နယ်ကိုကျွန်တော်တို့ကဥပမာနဲ့ပြောပါစို့ကျွန်တော်ကချင်းပြည်နယ်ဤယာယီပြည်သူလူထုအစိုးရကျွန်တော်ဖွဲ့မယ်အဲ့ဒါမှချင်းပါတီတွေအားလုံးလည်းကျွန်တော်တို့ဖိတ်ခေါ်ပါမယ်เนาะကျွန်တော်တို့ဒီ CNA CNF ကိုလည်းကျွန်တော်ဖိတ်ခေါ်ပြီးတော့အဲ့ဒီပြည်သူလူထုကိုစားပြုတဲ့ယာယီအစိုးရဖွဲ့တဲ့နေရာမှာသူတို့အားလုံးလည်းပါဝင်ဖို့ပေါ့เนาะအခါကဏ္ဍကိုခွဲပြီးတော့ကိုလုံနိုင်တဲ့အပိုင်းကိုလုံခိုင်းမယ်အဲ့လိုနဲ့ဒီမိအောင်လှိုင်ကိုကျွန်တော်ကနောက်ဆုတ်ထီဆိုင်တော့မှာဖြစ်ပါတယ်သူနဲ့သူအပေါက်ပါအချမ်းဖက်အဖွဲ့အစည်းကိုကျွန်တော်ကသူတို့အချမ်းဖက်အဖွဲ့အစည်းဖြစ်ပြီလေဘို့တော့ကျွန်တော်အစိုးရဖွဲ့လာတာရှိနေပထမလို့ရမှာကတော့မိအောင်လှိုင်နဲ့သူအပေါက်ပါတို့ဒီအချမ်းဖက်အဖွဲ့အစည်းဖြစ်ပြီဖြစ်ကြောင်းမြန်မာပြည်သူလူထုကိုစီချိန်ညာပြီးတော့အဲ့လိုနဲ့လူထုကိုတားဖြတ်နိုင်ပြီဖြစ်ကြောင်းကျွန်တော်တို့ကတယူဝီထုတ်ပြချိန်ညာချက်တွေထုတ်ပြီးတော့အဲ့လိုနဲ့ကျွန်တော်တို့ဟာအစုပ်အထိအမိပြတ်တဲ့အထိဆိုင်တော့မှာဖြစ်ပါတယ်အဲ့လိုနဲ့ပေါ့ကျွန်တော်ဟာဒီလောလောဆယ်ရှိပြည်နယ်အစိုးရဟာလည်းဖက်ဒရယ်အစိုးရလို့ရတည်လို့ရတယ်လောလောဆယ်ပေါ့ကျွန်တော်လုံးဝရှိပြည်နယ်လဲကျွန်တော်ကထုတ်ပြချင်းကချက်ထုတ်မယ်ရှိပြည်နယ်ဒီရှိပြည်နယ်နေ့ရှိပြည်သူလူထုဒီ2008ဖွဲ့စည်းပုံကိုလုံးဝကျွန်တော်တို့မပါတဲ့တော့ကြောင်းကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံအောက်မှာမနေတော့ကြောင်းယာယီအစိုးရဖွဲ့ထားတဲ့အစိုးရအောက်မှာနေကြောင်းကိုကျွန်တော်ဟာနော်အဆွဲကိုကျူးစားအဲ့လိုတွားပါလိမ့်မယ်ထုံနည်းတူပဲအဲ့လိုတစ်ချိန်ထက်မှာပဲကျွန်တော်ဟာဒီပြည်ထောင်စုတစ်ခုလုံးကိုreferendum နော်ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့2008ဖွဲ့စည်းပုံကိုပြောင်းချင်တယ်မပြောင်းချင်ဘူးဆိုတဲ့စာကြောင်းနှစ်ကြောင်းပေါ်မှာကျွန်တော်လူထုဆန္ဒခံယူပွဲလဲလို့ရှာရှိပါတယ်ဆိုတော့လူထုကနေပြီးတော့တာ90ကျော်ထက်မှာကျွန်တော်တို့ကတီးတလောက်ဆိုပြီးတော့အခုနဒီမဲပေးနိုင်တဲ့လူဦးရေကတာ36လောက်ရှိတယ်အဲ့ဒီတာ36ကိုပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့အဲ့ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ2008ဖွဲ့စည်းပုံကိုမကြိုက်ဘူးဆိုတာနဲ့ကြိုက်တယ်ဆိုတာပဲလုပ်မယ်နော်မကြိုက်ဘူးဆိုတဲ့နော်ပြောင်းမယ်ဆိုတဲ့အဖွဲ့ကနော်မြလာပြီဆိုတဲ့ကဘာကိုတက်တယ်ပြမယ်ကဲကျွန်တော်တို့ဒီနေ့ဒီချိန်မှာပြည်သူ့ဆန္ဒခံယူပွဲကိုလုပ်ပြီးတော့အဲ့ဒီပြည်သူ့ဆန္ဒခံယူပွဲမှာတာမတော်ကသူတို့ရဲ့အကူအညီသူတို့ရဲ့လက်နဲ့အဖြစ်နဲ့ဖာစီတီထွင်ထားတဲ့2008ဖွဲ့စည်းပုံကိုပြောင်းရအတွက်လူဦးရေတာပေါင်း36စုဆန္ဒခံယူတဲ့အချိန်မှာတာပေါင်း35ကလက်ခါပါတယ်ဆိုတော့ကဘာတက်တယ်ပြမယ်အဲ့လိုနဲ့ကျွန်တော်တို့ဟာဖွဲ့စည်းပုံကိုလည်းအတိရိပ်မယ်အဲ့ဒီဖွဲ့စည်းပုံဒီရိပ်ပိတာလည်းဖြစ်နေကျွန်တော်တို့လည်းရှိပိတာဖြစ်နေဒါကတချို့ပါပဲကျွန်တော်ပြည်ဖို့လို့ပါတာအဲ့လိုနဲ့ဖန်ဒရယ်နဲ့ဒီအခြေခံတဲ့ဖွဲ့စည်းပုံအတိတ်တစ်ခုလည်းပေါ်လာပါဆိုတော့လူထုဟာလည်းလောကမကြောက်ပါနဲ့အားမကြော့ပါနဲ့ကျွန်တော်ဒီလူထုအတွက်ဖြစ်နေလူထုအတွက်လိုအားရတော့ကျွန်တော်ခါကျွန်တော်လို့ဆိုတော့မှဖြစ်ပါတယ်